ဒီဇက်ကထွက်လာတာနဲ့ခွမ်းမှာပဲဆိုပြီးတော့ပြောခဲ့ကြတဲ့သူတွေတောင်ကိုယ်တိုင်ပြန်ပြီးတော့အောင်စပူရဲ့တရုပ်ဆောင်မှုကိုချီးကျူးနေကြတာတွေ့ရပါတယ်။ ထွေလာတွေထွက်လာပြီးနောက်ပိုင်းမှာ social media ပေါ်ကတွေ့ရတဲ့ဒီလို comment တွေ review တွေကိုကြည့်မယ်ဆိုရင်အောင်စပူကိုမကြိုက်ပေမဲ့လည်းဘဲကတရုပ်ဆောင်ကောင်းတဲ့ဟာအောင်စပူတော့မကြိုက်ပါဘူး။ဒါပေမဲ့တရုပ်ဆောင်တာတော့မစိုးဘူးဗျ။ဒီလောက်ကောင်းမယ်လို့တော့မထင်ထားဘူးဆိုတဲ့မှတ်တွေအများကြီးနဲ့ချီးကျူးတန်တွေအတော်လေးကိုမြင်နေရကြားနေရပါတယ်။တကယ်တော့ဒီဇက်ကအောင်စပူတို့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာရှင်းပြပြမယ်။ဘာကြောင့်လဲဆိုတော့ဒါသူ့ရဲ့ပထမဆုံးခေါင်းဆောင်မင်းသားဖြစ်ပါဝင်ထားတဲ့ဇက်ကဖြစ်နေတယ်လို့အထူးသဖြင့်ကိုယ့်ကိုယုံကြည်တဲ့မိသားစုပရိသတ်တွေထဲဝေဖန်နေတဲ့သူတွေပုံများနေတဲ့အချိန်မှာဆိုရင်အောင်စပူအတွက်ပို့ပြီးတော့ခက်ခဲပါတယ်။ဒီစိန်ခေါ်မှုကအောင်စပူတယောက်တည်းကြုံရတာတော့မဟုတ်ပါဘူး။ဒါတာနဲ့ထုတ်လုပ်သူတွေအတွက်လည်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝေဖန်မှုတွေခံနေရတဲ့မိသားစုတယောက်ကိုခေါင်းဆောင်မင်းသားဖြစ်ရွေးချယ်ပြီးတော့ကြိုက်ကူးတယ်ဆိုတာတာမန်ဆုံးဖြတ်ချက်တစ်ခုနဲ့တော့မဟုတ်ပါဘူး။ဇက်ကားရုပ်တင်တဲ့အခါမှာရုံဝင်လက်မှတ်တွေရောင်းကုန်ပါမလားပရိသတ်တွေကလက်ခံပါမလားရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကပြန်ရပါမလားဆိုတဲ့စိုးရိမ်မှုတွေကိုရင်ထဲမှာထည့်ထားရင်းနဲ့ရိုက်ကူးခဲ့ရတဲ့ဇက်ကားတကားဖြစ်ပါတယ်။ဒီဇက်ကအောင်စပူရဲ့အမာကန်ပရိသတ်တွေအတွက်လည်းရေတထိတ်ထိတ်နဲ့စောင့်မျှော်နေရတဲ့ဇက်ကားတကားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇက်ကသာပရိသတ်တွေမျှော်လင့်ထားသလိုမကောင်းခဲ့ရင်အောင်စပူကနောက်ထပ်ဝေဖန်မှုတွေထပ်မံရေးဆန်ရအောင်မယ်ဆိုတာသူ့ကိုချစ်တဲ့သူတွေကကြိုသိနေကြလို့ပါပဲ။ဒါကြောင့်ထွေလာမထွက်ရကြတဲ့ကအောင်စပူလုံနိုင်ပါစေအရန်ဝေဖန်မခံရပါစေနဲ့ဆိုပြီးတော့ဆူတောင်းပေးနေတဲ့ fan တွေလည်းအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ထွေလာထွက်လာတဲ့အချိန်မှာတော့အခြေအနေကချက်ချင်းကိုပြောင်းလဲသွားခဲ့ပါတယ်။အောင်စပူရဲ့မျက်နှာမူရစကားပြောကိုဇက်ကောင်နဲ့ဝင်ရောက်တရုပ်ဆောင်တဲ့ပုံစံတွေကလူအများရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းပထမဆုံးခေါင်းဆောင်မင်းသားဖြစ်ရိုက်ထားတဲ့ကဘာလို့ဒီလောက်တော့ကောင်းရတာလဲဆိုပြီးတော့ပြန်လေ့လာကြည့်တဲ့အခါမှာအဖြစ်တစ်ခုကိုတွေ့ရပါတယ်။အဲဒီဇက်ကားထဲမှာအကယ်ဒမီဆုရှင်ဝါရဲ့အမှုပညာရှင်တွေအများကြီးပါဝင်ထားပါတယ်။အကယ်ဒမီမေမြင့်မို့အကယ်ဒမီမျိုးသနာထွန်းအကယ်ဒမီကိုဇော်အာယုံအကယ်ဒမီတာကျော်တို့လိုအမှုပညာလောကမှာနှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့အမှုပညာရှင်ကြီးတွေပါဝင်ထားကြလို့ပဲဖြစ်ပါတယ်။ဝါရဲ့တရုပ်ဆောင်တွေပေးတဲ့အကြံဉာဏ်တွေကိုနာခံတတ်မှုသင်ယူတတ်မှုကြိုးစားတတ်ခြင်းတွေကလည်းဒီဇက်ကားရဲ့အရေးသွေးကိုကောင်းလာစေတယ်လို့မြင်မိပါတယ်။ပြီးတော့လည်းဝါရဲ့အမှုပညာရှင်ကြားမှာတရုပ်ဆောင်ရတာဟာမင်းသားတယောက်အတွက်အလွတ်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပေမဲ့အောင်စပူကတော့ရှေ့ယွန်တာရှိန်တာကြောက်တာတွေမပြဘဲနဲ့ယုံကြည်မှုအဖြစ်နဲ့တရုပ်ဆောင်သွားတာကိုမြင်ရပါတယ်။ဒါကြောင့်လည်းဖန်မဟုတ်တဲ့ပရိသတ်တွေကပါအားပေးလာကြတာဖြစ်ပါတယ်။အမှုပညာရှင်တယောက်အတွက်ကိုယ်ဖန်တွေရဲ့အားပေးမှုကအရေးကြီးပေမဲ့ဖန်မဟုတ်တဲ့သူတွေစီကအတိမတ်ပြုမှုကိုရယူနိုင်တာကပိုပြီးတော့တန်ဖိုးရှိနေပါတယ်။အောင်စပူကတော့အခုအချိန်မှာအဲ့လိုမျိုးအတိမတ်ပြုမှုတွေကိုစတင်ရရှိနေပြီလို့ပြောလို့ရပါတယ်။အခုအချိန်မှာတော့ဇက်ကားတကားလုံးမထွက်သေးပေမဲ့ထွေလာတစ်ခုတည်းနဲ့ပရိသတ်တွေရဲ့အမြင်တွေကပြောင်းလဲအောင်လုပ်ပြနိုင်ခဲ့တာအောင်စပူအတွက်အောင်မြင်မှုတစ်ခုလိုပါပဲ။ရေတထိတ်ထိတ်နဲ့စောင့်နေခဲ့တဲ့အမာကန်ပရိသတ်တွေလည်းအခုတော့စိတ်အိမ်နိုင်ပြီလို့ပြောရမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။